င်အနာယူလိုက်ဘုရားရဲ့ကြီးစွာဘာလို့ခံစားရလဲဆရာပြောထားသလိုမှန်ပါတယ်လို့ကျွန်မဒီစာနဲ့တွေးချင်တာလဲကြားပြီးစူတောင်းထားတာဖျားတခင်တကယ်ရှိတယ်ဆိုရင်ကျွန်မကိုနာမည်နဲ့ခေါ်ပါကျွန်မလည်းပြောထားပါတယ်ပြီးတော့ကျွန်မဘိုက်ထဲမှာနာတာဆိုတခုခုရှိနေတယ်ဆိုတော့လည်းကိုလည်းတီးတယ်ဒါပေမဲ့သွားတော့မစစ်ကြည့်ဘူးနော်ဒီနေ့ဆရာပေါ်ပြတော့ဆရာစူတောင်းတော့နေလို့ကောင်းလာတယ်ပထမအာနဲ့ကျွန်တော်နည်းနည်းပဲအာနဲ့ပြီးတော့ခဏကျတော့ပြန်အာနဲ့ကျွန်မသားပေါ်ပတ်လန်းစားလာတယ်လို့prophet ချာနေ prophet ပြတာနေပတ်တယ်ပြီးတော့ဘယ်သူမှမပြောပြခဲ့ဘူးနော်အဲ့သူများကိုအာရမ်းကြပြီးတော့ကိုအထင်တင်းတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ဆိုတာလဲကျွန်တော်အတွင်းထဲမှာပဲရှိတာကျွန်တော်အတွင်းထဲမှာစဉ်းစားထားတဲ့မြတ်ကိုလုံးသူကလူတီးရှင်ကြပေါ့နော်လုံးဝကြားစီတယ်ဆိုတော့အကြောင်းကိုကျွန်တော်ပြောချင်တယ်အဲ့ဒါလုံးဝကျွန်တော်နောက်ဆုံးနေပြောချင်တာကျွန်တော်လုံးဝမရှုံးဘူးဘာဖြစ်လို့လဲဆိုတော့အဝဲနေလာရဆိုပေမဲ့အဲ့ဖျားတခင်စကားတခွန်းကကျွန်တော်ဘဝကိုလုံးဝပြောင်းလဲစေတယ်ဆိုတာကျွန်တော်တရားရခံတော့အမခံတော့ကျွန်တော်ပြောချင်ပါတယ်ဒီကလေဆရာပြောတဲ့အတိုင်းပဲမိသားစုတွေကိုလည်းအရင်ပြောင်းလဲစေချင်တာဖြစ်တယ်ပေါ့နော်နှစ်ပေါင်းများစွာဒီဆုတောင်းခဲ့တဲ့အရာတွေဒီနေ့ဖျားရှင်ရတကယ်ပဲလူရှိဖျားရှင်မှာဖွင့်ပြလို့ဒီအရင်ကျေးဇူးတင်ပါတယ်လို့ဖျားရှင်နာမတာပြီးဘုန်းကြီးပါစေ做不地套的，咩？谁表的是嘛？俺阿米的，都啊这个我讲嘞，这个讲嘞，你妈嘞谁爷爷嘞？都阿哭了都我上了不？俺那叫做谁表的在偏东边没路用钱。How many child you have? တာသမီဘယ်နှယောက်ရှိလဲ You have three. Three. Oh, three. Okay. There one boy, big one. ကောင်လေးတစ်ယောက်ဒီအရွယ်လောက်ရှိတယ် Right. 23 Okay. And there middle one with a woman with a အ girl. လေးကသမီးလေး Girl, right? girl yes And the youngest one. အငယ်ဆုံးက Okay. I see the problem with the big one. အကြီးဆုံးကပြဿနာရှိတာကျွန်တော်မြင်ရတယ်တဲ့ သူပြောနေတဲ့အရာအားလုံးကသူ့မှာတကယ်ဖြစ်နေဆိုတာဆရာဝိညာဉ်ထဲမှာအကုန်သိနေတယ်ကျမက junior pastor တယောက်ဖြစ်တယ်ဒါပေမဲ့ဒီ prophet ပြချက်တွေကိုကျမလုံးဝမယုံကြည်ဘူးပေါ့နော်ကိုယ်တိုင်လည်းမကြုံဘူးတဲ့အခါမှာမဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ pastor ချန်ကကျမကိုprophet ပြသွားတဲ့အရာပေါ့နော်ကျမသားအကြီးဆုံးနဲ့ပတ်သက်ပြီးမှကျမမှာပြဿနာရှိနေတယ်တဲ့ God gonna heal your son. ဖယားသခင်ကအမရဲ့သားကိုကျမ်းမှာသူပေးလိုက် And God going to bless your son. ဖယားသခင်ကအမရဲ့သားကိုကောင်းချီးပေးမယ် Okay. ဟုတ်ပြီနော် And he gonna be okay. သူ့ကိုအရှင်ပြေသွားနိုင်မယ် Amen And if you name him Daniel, သူ့ကိုဒေနီယယ်လို့နာမည်ပေးထားတဲ့အတွက် Daniel gonna go through lion dens. ဒန်ယေလကချင်းသိတွင်ထဲကိုရောက်ရမယ် And Daniel is in the Babylon. ဒန်ယေလကဘာဘလုံကိုလည်းရောက်သွားခဲ့ရတယ် But at the end, နောက်ဆုံးမှာ God can use him in the Babylon. ဘာဘလုံနိုင်ငံမှာပဲသူကိုချီးမြှောက်ပြီးတော့သူအပြန်အသုံးပြုခဲ့တယ် I bless you. အဲ့ဒါတကယ်ကိုမှန်တယ်ကျမသားနဲ့ပတ်သက်ပြီးတော့မှကိုယ်တိုင်ပေါ့နော်ဒီနေ့ကြုံတွေ့ရတဲ့အခါမှာတကယ်ပဲကျမကိုးကွယ်တဲ့ဘုရားကအံ့ဩဖွယ်ရာဘုရားဖြစ်တယ်ဆိုတော့ဘောနော်မြတ်ဝါထင်ထင်ကိုယ်တိုင်ကိုကြကြုံတွေ့ခွင့်ရတဲ့အတွက်ထိုဘုရားနာမကိုချီးမွမ်းတယ်